အားလုံးပဲမင်္ဂလာပါ welcome back ပါဒီနေ့ဗီဒီယိုလေးကတော့ဒီ DJI Osmo Nano ဆိုတဲ့ကင်မရာလေးကို review လုပ်သွားမှာပဲဖြစ်ပါတယ်အရင်ဆုံးဒီထဲမှာပါတဲ့ပစ္စည်းလေးကိုအရင်ကြည့်ရအောင်ပထမဆုံးအနေနဲ့ကကင်မရာရိုက်တဲ့ဒီကင်မရာအတုံးလေးပါတယ်ပေါ့နော်ဒီကနေပြီးတော့ဗီဒီယိုတွေရိုက်လို့ရတယ်နောက်သူ့အောက်ကကျတော့ screen ပါမယ်ဒီအပေါ်ကင်မရာတုံးလေးနဲ့လည်းချိန်ပြီးတော့ကင်လို့ရတယ်ပေါ့နော် monitor လို့လည်းသုံးလို့ရတဲ့ dock လေးပါဒီအပေါ်ကင်မရာတုံးလေးကတော့ဒီလိုလှည့်ပြီးတော့သုံးလို့ရတယ်ပေါ့နော်ဒီဘက်လှည့်ခြင်းလည်းရတယ်ဒီလိုမျိုးလှည့်ခြင်းလည်းရတယ်သုံးလို့ရပါတယ်သူကကျတော့ monitor dock တစ်ခုရဲ့အနေနဲ့သုံးလို့ရတာမျိုးမဟုတ်ပဲねဒီလိုမျိုးချိတ်လိုက်မယ်ဆိုလို့ရှိရင်ဒီအောက်က dock ကနေပြီးတော့အပေါ်ကင်မရာအားပါတစ်ခါတွင်ပေးထားတာပေါ့နော်ဒီအားသွင်းတာကတော့ auto ပါပြီးသား auto battery supply ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အားမသွင်းချင်လို့မရဘူးသူက100ပြည့်သွားတော့မှသူ့လိုလိုအားသွင်းတာရက်သွားမှာပေါ့နော်ဒါတော့ monitor dock လေးပြီးရင်သူကကြတော့ကားတို့မှန်တို့ပေါ်မှာစုပ်ခွက်အနေနဲ့သုံးလို့ရတဲ့ stand ပုံစံမျိုးလေးပါသူကတစ်ခုနဲ့တစ်ခုဆက်ပြီးလို့ပြန်ဖြုတ်ချင်တယ်ဆိုရင်ဒီအောက်က stand မှာဆိုလို့ရှိရင်လည်းဒီဘက်ပေမှာညှစ်တဲ့ဟာလေးပါတယ်အဲ့ဒီဟာလေးကိုညှစ်ပြီးတော့မှပြန်ဖြုတ်တာပေါ့နော်အဲ့တိုင်းမှာအပေါ်မှာဆိုလို့ရှိရင်ဒီ dock မှာဆိုလို့ရှိရင်လည်းဒီလိုညှစ်တဲ့အတုံးလေးပါတယ်ဒီဘက်ဘေးကအတုံးလေးကိုညှစ်လိုက်တော့မှဒီလိုမျိုးပွင့်သွားတာပေါ့နော်ဒီအပေါ်ဟာလေးကဒီလိုပွင့်သွားတာအဲ့ပြီးတော့မှဖြုတ်တက်လုပ်လို့ရတာနောက်တစ်ခုကတော့ POV shots တွေရိုက်တဲ့ခါကျရင်အဆင်ပြေတဲ့ magnet ဆွဲကြိုးလေးပါဒီလိုဆုံးဒီဆွဲကြိုးလေးကလက်ဘေးမှာဆွဲပြီးတော့ကိုလိုချင်တဲ့အတူရှည်ရအောင်လို့ adjust လုပ်လို့ရတယ်ဒီဥစ္စာလေးကိုဒီလိုကပ်ပြီးတော့လောကလက်လွတ်ပြီးတော့ဗီဒီယိုရိုက်ချင်တယ်ဒါမှမဟုတ် POV ပုံစံမျိုးတွေရိုက်ချင်တယ်ဆိုလို့ရှိရင်လည်းရိုက်လို့ရတယ်ပေါ့နော်ဒီ magnet တုံးကိုအင်ဂျီထဲမှာထည့်ပြီးတော့အပြင်ကနေပြီးတော့ကတ်ချင်လည်းကတ်ထားလို့ရတယ်ဒါတွေကတော့အပြင်မှာခုလက်ရှိသုံးနေတာပေါ့နော်ကျန်တဲ့ဟာတွေကမသုံးဖြစ်တော့ဘူးလေးထည့်ထားတာဖိုင်ရှင်မဲဆိုလို့ရှိရင်နောက်ဆုံးကြတော့ guide စာအုပ်ပါကြောက်လို့ရှိရင်သူအသွင်းဖို့အတွက်အသွင်းကြိုးပါတယ်ကျွန်တော်မရှိတော့ဒီပိုးသေးလေးအကြီးရဲမှာကြောက်တော့လေဒီလိုမျိုးကတ်ပါမယ်အကြီးဘူးကြီးရဲမှာကတ်ပါမယ်ကြောက်လို့ရှိရင်သူ့မှာလိုအပ်တဲ့အိတ်တွေပေါ့နော်ဟိုဘက်ကင်မရာလေးကိုဆွဲထားတဲ့အိတ်တွေအဲ့ဒါရောက်ထည့်ထားပြီးကြောက်လို့ရှိရင်သူ့မှာဘာသေးလဲဆိုတော့ဒီလိုမျိုးအုတ်ထုတ်တွေပါတယ်မှာဆိုလို့ရှိရင်တက်လို့ရတယ်ညက်ပုံစံမျိုးလေး clip ပုံစံမျိုးလေးပါတယ်ဒါအုတ်ထုတ်လို့ပဲထားလိုက်မယ်ဆိုလို့ရှိရင်ဒီလိုလေးညှက်လို့ရတယ်ပေါ့နော်ဒီလိုအောက်ထုတ်ခဲ့မှာဒီလိုညက်ဒီလိုမျိုးလေးဝင်အောင်ညက်ပြီးတော့လို့ရှိရင်ဒီရိုက်နေတဲ့အတုံးလေးကိုသူ့အောက်ကဟာလေးနဲ့ဒီလိုလေးလို့ရှိရင်အုတ်ထုတ်ကဒီလိုလေးပေါ့အဲ့လိုမျိုးအုတ်ထုတ်ကနေပြီးတော့လည်းရိုက်လို့ရတယ်အုတ်ထုတ်မှမဟုတ်ဘူးเนาะဘယ်ဟာမဆိုအဲ့လို clip လုပ်ပြီးတော့အကုန်ရိုက်လို့ရတယ်ဒီပစ္စည်းတွေကတော့ဒါအကျဉ်းမြင်ပြလိုက်တာပေါ့နော်ဘာပစ္စည်းတွေပါလဲဘာညာဆိုတာလဲ Google မှာရှာလို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့အများကြီးမပြောတော့ဘူးအခုဗီဒီယိုလေးကအဓိကပြောချင်တာက user တယောက်ရဲ့ honest review လေးပေးချင်တာပေါ့နော်သူရဲ့ဒီဟာကိုစမ်းသုံးကြည့်လိုက်တဲ့ပုံမှာသူရဲ့အားသာချက်ပါရှိလဲအားနည်းချက်ပါရှိလဲဆိုတာကိုပြပြချင်တာပါပထမဆုံးအနေနဲ့အားသာချက်ပြပြမှာကဒီဟာလေးကသေးတယ်သေးတဲ့အတွက်ကြောင့်မလို့ဗီဒီယိုလည်းရိုက်ချင်တယ်ဒါပေမဲ့ကင်မရာကြီးတကားကားနဲ့ဟိုအဲ့လိုမျိုးဟိုရှောက်ချိန်ဒီရှောက်ချိန်မလုပ်ချင်ဘူးဆိုလို့ရှိရင်ဒါလေးကတော်တော်အဆင်ပြေတယ်တိတ်တိတ်လေးဟောနော်ဒီလိုလက်ထဲကင်လိုက်တာနဲ့လက်တဆုပ်ထဲမှာပျောက်သွားတာမျိုးပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ခုက magnet ပါတာဖြစ်တဲ့အတွက်ကြောင့်မလို့hand free ပုံစံမျိုးရိုက်လို့ရတယ်လုံးဝလက်ကကင်မရာလက်ကမကင်ချင်ဘူးဂျမ်းရိုက်မယ်ဆိုလို့ရှိရင်လည်းဒါကို level မှာဆွဲထားပြီးတော့ရိုက်လို့ရတယ်ဒီ dock အတုံးမသုံးမဲအောင်ရိုက်လို့ရတယ်ပေါ့နော်ဘာလဲဆိုတော့သူ့ဒီပေါ်မှာခလုတ်ကလေးပါတယ်အဲ့ခလုတ်လေးကိုနှိပ်လိုက်တာနဲ့သူကကင်မရာစပြီးတော့ run နေပြီသုံးလို့ရတယ်နောက်တစ်ခုကကြတော့သူ့မှာ DJI Memo app ဆိုတာရှိတယ်အဲ့ဒီ app နဲ့ဖုန်းနဲ့လည်းတွင်းထားပြီးတော့ဒီဖုန်းကနေတဆင့်ကင်မရာကို control လုပ်လို့ရတယ်နောက်တတိယချက်အနေနဲ့သူ့မှာ internal storage က 128GB ထိပါတယ်ပါတော့ 128GB ဒါပေမဲ့သုံးလို့ရတာ107လားမသိဘူးအဲ့ဒီ KT internet storage သုံးလို့ရတဲ့ပြင်ကိုထဲမှာဆိုလို့ရှိရင်လည်း SD card စိုက်ပြီးတော့လည်းသုံးလို့ရတယ်အဲ့ဒါလေးကတော်တော်အဆင်ပြေတယ်ကိုရီဒီ hand free
သုံးလို့ရတဲ့ကင်မရာသေးလေးပေါ့နော်ရှာကြည့်လိုက်တဲ့အချိန်မှာ3မျိုးတွေ့တယ်အခု DJI Osmo Nano ရဲ့ပြီးတော့ Insta360 တွေက Go Ultra နဲ့ Go 3ဆိုပြီးတော့3မျိုးတွေ့ရပေါ့နော် Go 3ကကြတော့ Internet Storage 128GB ပဲပါတယ် Go Ultra ကကြတော့ SD card only ပဲသုံးလို့ရတယ်သူကြတော့ Internet Storage က2မျိုးရွေးလို့ရတယ် 64GB ရွေးမလား 128GB ရွေးမလားရွေးလို့ရတယ်ပြီးလို့ရှိရင် SD card လည်းထပ်ဆိုင်လို့ရတာဖြစ်တဲ့အတွက်ဗီဒီယိုတွေအများကြီးတင်ထားခြင်းနဲ့လူတွေပါဆိုလို့ရှိရင်လည်းအဆင်ပြေရယ်ဒါတော့အသားချက်3ခုပါအခုအားနည်းချက်တွေပြပြမယ်ပေါ့နော်အားနည်းချက်တွေကပထမဦးဆုံးကသူကဒီအပေါ်ကကင်မရာတုံးလေးကိုအားသွင်းမယ်ဆိုလို့ရှိရင်ဒီ dock ရှိမှအားသွင်းလို့ရမှာဒီ dock မပါလို့ရှိရင် generally ကတော့ဒီကင်မရာတုံးကြီးမဲ့တသက်အားသွင်းလို့မရအောင်ဒါပေမဲ့ဒီအောက်က dock ပျောက်သွားတဲ့ဟာဘာညာဆိုလို့ရှိရင်တော့သူ့အောက်မှာတသက်ဒီအားသွင်းဖို့ဆိုပြီးတော့ accessory အနေနဲ့ပြန်ရောင်းတာရှိတယ်ဒါပေမဲ့ဈေးကြီးရပေါ့နော်ပုံမှန်တော့ဒီ plug ပေါက်နဲ့သွင်းပြီးတော့ဒါဒီအပေါ်ကကင်မရာတုံးအားသွင်းလို့မရအောင်အဲ့ဒါတခုကတော့မကောင်းဘူးနောက်တစ်ခုကကြတော့ဒီ dock ထဲမှာ find my မပါအောင်ဒီ dock တာပျောက်သွားလို့ရှိရင်ပြန်ရှာလို့မရအောင်ပေါ့နော်ဒီ iPhone တို့ဘာလို့လိုမျိုး find my တွေကဝင်ပြီးတော့ပြန်ရှာလို့မရအောင်ကိုကပစ္စည်းခဏခဏပျောက်တတ်တဲ့ဆိုလို့ရှိရင်တော့ Insta360 လေးကိုသုံးဖို့ကြံပေးခြင်းတယ်ဘာလို့လဲဆိုတော့ Insta360 ကဒီဖုန်းနဲ့ find my တစ်ခါလေးချိန်ထားလိုက်လို့ရှိရင်ဒီ dock အတုံးလေးဘယ်ရောက်နေလဲဆိုတာကိုဒီ find my နဲ့နေပြန်ရှာလို့ရတယ်သူကြတော့ find my မပါတာဖြစ်တဲ့အတွက်ဒီအတုံးသေးသေးလေးတွေပျောက်တတ်တဲ့လူဘာညာဆိုလို့ရှိရင်တော့ဒါအဆင်မပြေပါဘူးနောက်အားနည်းချက်ကကြတော့ user တွေစိတ်ဝင်စားကြတယ် battery life နဲ့ overheat ပြဿနာပေါ့နော်အရင်ဆုံး battery life ကတော့သူတို့ပြောထားတယ်မိနစ်60အထိကို battery အားခံတယ်ဆိုပြီးတော့ပြောထားတယ်အဲ့ဒါကတကယ်သုံးကြည့်ရဲ့အချိန်မှာတော့မဟုတ်ဘူးဒီအတုံးလေးကမိနစ်60အထိခံမယ်ဒီအောက်က dock ကတော့မိနစ်60မခံဘူးသူကဒီလိုဖြုတ်ပြီးတော့သုံးမယ်ဆိုရင်တော့မှပဲအလွန်ဆုံးခံမှမိနစ်20လောက်ပဲခံတာလုံးဝမသုံးကင်မရာပိတ်ထားမယ်ဆိုလို့ရှိရင်တော့တွဲထားတာမတွဲထားတာခံတယ်မသုံးရင်မသုံးတလောက်အမှ2ရက်မသုံးဘာညာဆိုလို့ရှိရင်လည်းခံတယ်ဘာလို့လဲဆိုတော့ကိုရီခီးသွားတဲ့နေ့တုန်းကဒီအတုံးကြီးကိုတရက်မကောက်တရက်ခွဲလောက်ဖြစ်မယ်အားလည်းမသွင်းထားဘူးဒီကင်မရာနဲ့လည်းချိန်မထားပဲနဲ့ဒီတိုင်းထပ်တာပြန်ဖွင့်ကြည့်ရဲ့အချိန်မှာသူ့အားနည်းနည်းတော့ရော့ရပေါ့ဟိုလိုမျိုး0% ဖြစ်နေလောက်တဲ့အထိကိုရော့မနေဘူးပေါ့နော်60ကျော်ကနေ50ကျော်လောက်ထိတော့ကျန်သေးတယ်အဲ့တော့လုံးဝမသုံးရင်တော့သူကခံတယ်ဒါပေမဲ့သုံးရင်ဖြုတ်ထားတာတွင်ထားတာသူတို့ပြောတယ်မိနစ်60ဆိုတာမခံပါဘူးတက်ထားလို့ရှိရင်တော့15မိနစ်လောက်ပဲအလွန်ဆုံးခံမယ်ထင်တယ်ဒီအောက်က dock ရဲ့အားလေဘာလို့လဲဆိုတော့အပေါ်ကိုလဲသူက battery supply ပေးနေရသေးတာ哦အဲ့ဒါတော့အဆင်မပြေဘူးပေါ့နော်အများတို့သုံးမယ်ဆိုလို့ရှိရင် power bank တစ်လုံးအများဆောင်ထားရတယ်အဲ့ဒါကတော့အဆင်မပြေဘူးပြီးကြလို့ရှိရင် overheat ပြဿနာပါကိုကဒါကိုထိုင်းရဲ့ official store မှာဝယ်ခဲ့ရဆိုတော့သူ့ထည့်ပဲမိလိုက်တာဒီဟာက overheat ပြဿနာအရင်တက်တယ်လို့ကြားတယ်အလို့စီမှာရော review ဘယ်လောက်ရှိလဲဒါမှမဟုတ်လို့ရှိရင်ဒီ official store ဖြစ်တဲ့အတွက်ကြောင့်မလို့ complaint တွေဘယ်လိုလာလဲပေါ့ဒီ overheat ပြဿနာနဲ့ဆိုတော့ဒီနေပူထဲမှာသုံးမယ်ဆိုလို့ရှိရင်တော့တဲ့မိနစ်20လောက်ထိခံတယ်တဲ့နေပူထဲမှာမဟုတ်ဘဲနဲ့ဒီလိုပုံမှန် room temperature တို့ဒါမှမဟုတ်လို့ရှိရင် aircon ခန်းထဲမှာဥပမာ shopping mall တို့ပါတော့အဲ့လိုမျိုးတွေမှာသုံးရင်တော့မိနစ်30 40လောက်တော့ခံတယ်လို့ပြောတယ်ဒါပေမဲ့ကိုရီလက်တွေ့သုံးကြည့်လိုက်တဲ့အချိန်မှာလေစိမ့်နဲ့လေရင်ပေါ်မှာပေါ့နော်လုံးဝအေးနေတဲ့နေရာတွေမှာသုံးတာတော့မှသူက15မိနစ်လောက်ဆိုလို့ရှိရင် heat တက်လာပြီဒါတော့အရင်အေးနေတဲ့နေရာတွေမှာသုံးတာနော်ပြီးတော့လေကိုက15မိနစ်လုံးတိုက်ရိုက်နေတာမဟုတ်ဘူးစက္ကန့်ဝက်လောက်ရိုက်လိုက်ခဏနားလိုက်10မိနစ်စာလောက်ရိုက်လိုက်ခဏနားလိုက်အဲ့လိုမျိုးလုပ်နေတာအဲ့ဒါတော့မှပဲဒီကင်မရာဖွင့်ထားတာ15မိနစ်20လောက်ကြာတဲ့အခါမှာဒီအပေါ်ကကင်မရာတုံးကပူလာတာနေပူထဲမှာရိုက်မယ်ဆိုလို့ရှိရင်တော့10မိနစ်လောက်ဆိုရမ်းပူလာပြီအဲ့တော့သူ့ကိုပြန်ပြီးတော့ခိုးကြောင်းပြန်လုပ်ပေးရတယ်အဲ့ဒါတွေကတော့အားနေချက်ပါနောက်ထပ်အားနေချက်တစ်ခုကအရင်တော့လေအားနေချက်ရလို့တော့မဟုတ်ပါဘူးပုံမှန်တော့ပုံမှန်ပါပဲသူက internet storage ပါဖြစ်တဲ့အတွက်ကြောင့်မလို့ဒီထဲကဗီဒီယိုတွေကိုဖုန်းနဲ့ပဲဖြစ်ဖြစ် SD card နဲ့ပဲဖြစ်ဖြစ်ဒေါင်းမယ်ဆိုလို့ရှိရင်အချိန်ပေးရတယ်30 MB ကို1စက္ကန့်နှုန်းနဲ့ပေါ့နော်
30 MB per second နဲ့သူကအဲ့ speed နဲ့ပဲထောင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ဗီဒီယိုအတိုလေးပဲရိုက်မယ်ဆိုလို့ရှိရင်တော့ထောင်းရတော့အဆင်ပြေတယ်ဒါပေမဲ့ဗီဒီယိုရှေ့ကြီးရိုက်တာဘာညာဆိုလို့ရှိရင်တော့ထောင်းရတော်တော်လေးအချိန်ကြာရပေါ့နော်ဒါတော့လက်ရှိသုံးနေတဲ့ကင်မရာပါနောက်ဗီဒီယိုမှာတော့မိုက်အကြောင်းလေးပြပေးမယ်မိုက်ကတော့တိတ်မသုံးဖြစ်လို့နောက်နေ့ကျမှတေချာလေးဆန်းပြီးတော့ review ပြန်ရိုက်ပေးမယ်အခုနောက်ဆုံးအနေနဲ့ဈေးလေးအကြောင်းပြပြမယ်1900လုံးဝ official ဈေးဒါပေမဲ့ Verifan ပြင်ရတာဖြစ်တဲ့အတွက်1200လောက်ပဲပေးရရပေါ့နော်ကိုကတော့ဒီကင်မရာလေးဝယ်လိုက်တာကိုမမှားဘူးလို့တော့ထင်တယ်အဲ့လိုမျိုးဒါဝယ်ပြီးမှငါဒါမဝယ်ပဲတခြားဝယ်လိုက်တဲ့နာဆိုတဲ့အတွေးမျိုးတော့အခုထိမဖြစ်မိသေးဘူးပေါ့နော်ကျန်တာအသိချင်တာလေးရှိလို့ရှိရင်လည်းမေးခဲ့လို့ရပါတယ်နောက်ဗီဒီယိုလေးမှာမိုင်အကြောင်းပြောရင်းနဲ့ unboxing လုပ်အောင်မှာမို့လို့တူတူစောင့်ကြည့်ပေးကြပါအောင်ဒီနေ့အတွက်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကျေးဇူးများကြီးတင်ပါတယ်ဘိုင်ဘိုင်ပါ